အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဒူဘိုင်းနေပြီးတော့ကျွန်တော်ဘန်ကောက်ကိုကျွန်တော် transit နဲ့တွားခဲ့တဲ့ experience ကိုကျွန်တော်အားလုံး sharing လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ Dubai International Airport ဒီ check in counter မှာတဲ့ကသူကကျွန်တော်ကို hotel booking နဲ့ဒီအပြန်လက်မှတ်ကိုကျွန်တော်ပြခိုင်းနေပေါ့နော်ကျွန်တော်ကဒီငါက2လလောက်နေမှငါ vacation နဲ့တွားမှာပေါ့နော် vacation နဲ့တွားမယ်တော့ငါဟိုရောက်မကင်းနေပါလေလုံးမှာဆိုတော့မရဘူးသူရဲ့ဒီ route တွေကပြောင်းသွားပြီအဲ့တော့အခုပြမရမယ်ပေါ့နော်ကျွန်တော်အဲ့ဒီ check in counter မှာပဲကျွန်တော်အပြန် return ticket ကိုကျွန်တော်ဖြတ်ပြီးတော့ကျွန်တော် immigration ဖြတ်ခဲ့တယ်ကျွန်တော်ရဲ့ transit flight ကတော့ကျွန်တော် Dubai to Mumbai to Suvarnabhumi ပေါ့နော်ပြီးတော့ကျွန်တော်ရတဲ့ kg ကကျွန်တော်20 kg ရတယ်ဒါပေမဲ့ကျွန်တော် kg များတဲ့အတွက်ကိုကျွန်တော်နောက်ထပ်15 kg ကျွန်တော်ထုတ်ဝယ်တယ်ဒါပေမဲ့ကျွန်တော် kg ချိန်ဒီ check in counter မှာကျွန်တော် kg ချိန်တဲ့အချိန်မှာ kg ကကျွန်တော် kg 40ဖြစ်နေတယ်အဲ့တော့ကျွန်တော်ပွဲဖြစ်တယ်ကျွန်တော်5 kg လောက်ကျွန်တော်ဒီ hand carry ကိုပြန် short ပြီးတော့မှကျွန်တော်လေးဟိုရောက်တယ်ပေါ့နော်ဒီ Dubai check in counter မှာပဲကျွန်တော်တော်တော်လေးအဆင်ပြေဖြစ်ခဲ့တယ်ကဲကျွန်တော်ဒီ Dubai to Mumbai ကကျွန်တော်2နိုင်ကျော်လောက်ကြာမှာဆိုတော့ကျွန်တော် ACA ပြီးတော့ကျွန်တော်လိုက်ပါအောင်မယ်ခင်ဗျာ Mumbai လေးစီအောင်မှပြန်တွေ့ကြပါမယ်ခင်ဗျာဒူဘိုင်းရဲ့ညမြင်ကွင်းကိုကျွန်တော်လေမောနေသေချာလေးကျွန်တော်မြင်ခွင့်ရခဲ့တယ်ကဲကျွန်တော်ဒီ mobile လေးကိုကျွန်တော်ရောက်ပြီပေါ့နော်ကျွန်တော် immigration ထပ်ဖြတ်ရတယ်ဖြတ်ပြီးတော့ကျွန်တော် flight ကမနက်8နာရီမှာဆိုတော့ကျွန်တော်ဒီ mobile လေးစိနေပါပဲကျွန်တော်6နာရီကျော်9နာရီဒီဘက်လောက်ကျွန်တော်နေရမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီလေစိတ်မှာနောက်တစ်ခုအဆင်မပြေတာကျွန်တော် free wifi မရဘူးမရတဲ့ဒီ free wifi ခေါင်းတော့မှာဒီမှာကျွန်တော် passport scan ဖိုင်လိုက်ရင်ကျွန်တော်ဒီ wifi သုံးလို့ရတဲ့ server လေးကြာလာလိမ့်မယ်ပေါ့နော်အဲ့ wifi လည်းကျွန်တော်2နာရီလောက်ပဲခံတယ်2နာရီပြီးရင်တော့ကျွန်တော်အသစ်ပြန်လုပ်ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဖိုက်ဆာလာနဲ့ကျွန်တော် exchange ရှာတယ်ကျွန်တော်ဒေါ်လာနေရူပီချိန်မှုသူတို့ရူပီဒေါ်လာနေရူပီကိုမချိန်ပေးဘူးရူပီကနေမှဒေါ်လာပဲချိန်မိရဆိုတော့ကျွန်တော်စားတောင်းဆိုင်တစ်ခုရှာပြီးတော့ကျွန်တော်ဒီမှာဒေါ်လာပေးပြီးတော့ကျွန်တော်စားတယ်သူတို့ကျွန်တော်ချိန်မန်းနေရကျွန်တော်ရူပီချိန်မန်းနေပြန်ပေးတယ်ပြီးမှပဲကျွန်တော်ဒီရူပီချိန်မန်းနေကိုကျွန်တော်ဒေါ်လာပြန်လဲပြီးတော့ကျွန်တော်ပြန်ယူလာတယ်ပေါ့နော်ကဲကျွန်တော်စားလိုက်ပါအောင်မယ်ခင်ဗျာပြီးတော့ကျွန်တော်စားပြီးတော့ကျွန်တော်ဒီ mobile လေးစိတ်ထဲမှာကျွန်တော်ရှောက်ကြည့်တယ်သူတို့သူတို့လေးစိတ်ထဲမှာပြင်ဆင်ထားတဲ့ပြင်ဆင်မှုတွေကလုံးဝ India vibe အပြည့်ရတယ်ဗျတော်တော်လေးကိုမိုက်တယ်ကျွန်တော် flight ကမနက်8နာရီမှာဆိုတော့ကျွန်တော်ဒီလေးစိတ်ထဲမှာပဲကျွန်တော်နားလိုက်ပါအောင်မယ်ခင်ဗျာကျွန်တော်မနက်ကျမှပြန်တွေ့ကြပါမယ်ခင်ဗျာကဲကျွန်တော်မိုးလဲလင်းပြီဆိုတော့ကျွန်တော်ဒီဘန်ကောက်လင်းပြောင်းစီဖို့အတွက်ကိုကျွန်တော်သွားလိုက်ပါအောင်မယ်ခင်ဗျာကဲကျွန်တော် Mumbai to Bangkok ကကျွန်တော်လင်းရ6နိုင်ကျော်လောက်စီးရမှာဆိုတော့ကျွန်တော်အိပ်ပြီးတော့ AC လိုက်ဝါလိုက်ပါအောင်မယ်ခင်ဗျာကျွန်တော်ဘန်ကောက်ရောက်မှပြန်တွေ့ပါမယ်ခင်ဗျာ6.5 hours later. ကဲလုံးပဲကျွန်တော်အခုဆိုတော့ကျွန်တော်ဒီ Bangkok Suvarnabhumi Airport ကျွန်တော်ရောက်ပြီပေါ့နော်ကျွန်တော် immigration ဖြတ်တယ် immigration ဖြတ်တော့လဲကျွန်တော်ဘာမှမမေးပါဘူးခင်ဗျာကျွန်တော်အေးစစ်စစ်နဲ့အဆင်ပြေနဲ့ပဲကျွန်တော် immigration ဖြတ်ခွင့်ရတယ်ကဲလုံးပဲကျွန်တော်လာကြုံမဲ့တကယ်ကျွန်တော်ရှာပြီးတော့ကျွန်တော် Bangkok မှာကျွန်တော်ကဲလိုက်ပါအောင်မယ်ခင်ဗျာကျွန်တော်ရဲ့ vlog ကိုအဆုံးထိရှိယူပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ